24နာရီအတွင်းဒေါ်လာ 1.7 ဘီလီယံအငွေ့ပြန်သွားတယ်ဆိုတာမိတ်ဆွေယုံလားမသိဘူးမယုံလည်းအခုယုံရတော့မယ်တကောင်းရဲ့အချိန်မှာ Bitcoin ဈေးကျလိုက်တာတကဘာလုံးက trader ပေါင်း2သိန်းခွဲကျော်မြည်ရည်တွေနဲ့ဖြစ်သွားခဲ့ပါတယ်မနစ်မော်လင်းတော့တချို့ကမေးကြတယ်ဘာတွေဖြစ်ကုန်တာလဲပေါ့ Bitcoin က8100ဝေါ်ကျင်အထိအားပြည့်ပြည့်နဲ့ထိုးဆင်းသွားခဲ့တယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကအရှုံးပေါ်တဲ့သူ63ရာခိုင်နှုန်းကဈေးတက်မယ်ဆိုပြီး leverage လို့ခေါ်တဲ့အကျွေးနဲ့လောင်းထားတဲ့သူတွေဖြစ်နေကြတာပါဒါကိုဥပမာပေးရရင်မိတ်ဆွေမှာပတ်စံတသိန်းပဲရှိတာကိုသူများစီက9သိန်းချေပြီး10သိန်းဖို့ရွှေဝယ်လိုက်တယ်လို့မျိုးပါရွှေလေးနည်းနည်းလေးကြားလိုက်တာနဲ့မိတ်ဆွေစီမှာအာမခံထားတဲ့တသိန်းကမလောက်တော့ဘူးအဲ့ဒီမှာဆိုင်ကမိတ်ဆွေရဲ့ပတ်စံကိုသိမ်းလိုက်တာပါဒါကို liquidation လို့ခေါ်ပါတယ်အခု crypto မှာအဲ့ဒီလိုအကျွေးနဲ့ကစားတဲ့သူတွေအယံများပါတယ် FED channel ပတ်သက်တဲ့တွေဈေးကွက်စိုးရိမ်စရာတွေကမိဘွားဖြစ်သွားပြီးတော့အဲ့ဒီအကျွေးကလောင်စာဖြစ်သွားခဲ့ပါတယ်ဈေးလေးနည်းနည်းလေးကျတာနဲ့တရောင်ပြုတ်သွားမယ်သူပြုတ်သွားတော့ဈေးထန်ကျမယ်ဈေးတက်ကျတော့နောက်တစ်ယောက်ထပ်ပြုတ်တယ်ထပ်ပြုတ်တော့ဈေးထန်ကျတယ်ဒီလိုနဲ့စစ်ကဲကျကုန်တာပါဒါကို cascade effect လို့ခေါ်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒါကဈေးကွက်ထက်ကလူဘိုတွေကိုဖယ်ထုတ်လိုက်တာပါ leverage တွေနဲ့အလော့အကျော်လောက်တဲ့ weak hands တွေထွက်သွားမှဈေးကပိုပြီးကျန်းမာလာတာပါကဲမိတ်ဆွေတို့ရောဈေးကျတဲ့ထဲပါသွားသေးလားဒါမှမဟုတ်အခုမှဝယ်ဖို့စဉ်းစားနေတာလား comment မှာပြောပြခဲ့ပါအောင်နောက်ဆုံးရ crypto သတင်းတွေသိရဖို့ follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်